ဟိုပါဘောနော်ဆရာဒုတိယမိကုန်းလေးကကျတော့ဒီ brace အမျိုးသားတွေနဲ့ကြိုးကျေးဇူးလေးတွေရောတခြားတော့ရှင်းပြပေးလို့ရမှာဆရာ brace ပေါ့နော် brace ကတော့ break မှာ break ကတာပြောရရင်တော့ဒီအားကိုလွှဲပြောင်းတဲ့ medium ပေါ့ဆိုလိုတာကဥမာလူကနေပြီး break ချိန်တွေကိုနေလိုက်တယ်နေလိုက်တဲ့အခါကျတော့လူကနေနေလိုက်တဲ့အားပေါ့အဲ့ဒီအားကိုအစင်းစစ်တို့နောက်ဆုံးဒီဘာလဲဆို break shoe break back အထိကိုရအောင်တည်သွားပေးဖို့ကဂျားကန်ဖြစ်သုံးတာကတော့ဘာလဲဆိုရင် break စီကိုသုံးတာအဲ့တော့အဲ့ဒီ break စီကဒီဒါကတော့ဟိုကားတွေပေါ့နော်ဟုတ်ကဲ့ passenger ကားတွေပေါ့အဲ commercial ကားတွေမှာကတော့တို့ကဒီဂျားကန်ကလေကိုသုံးတာပေါ့လေအဲ့တော့ passenger ကားနဲ့ဒီ light truck ပေါ့ light truck ဆိုတာတို့ကဥမာ diner တို့အခုဆိုရင်ဒီမှာကန်တာတို့အဲ့လိုမျိုးကားတွေအတွက်ကဒါ break စီကဒါဂျားကန်တွေအရေးကြီးတယ်ရေးကြီးတဲ့အခါကျတော့ break စီတွေမှာပြောရမယ်ဆိုရင်တို့ကအမျိုးအစားပေါင်းအများကြီးရှိလိမ့်မှာပေါ့လေဒီ break စီမျိုးစားပေါင်းများစွာဆိုတာဒီထုတ်လုပ်တဲ့သူတွေရဲ့ဒီ break စီပေါင်းများစွာရှိမယ်အဲ့ဒီထဲမှာ break စီရဲ့အခြေခံကြတဲ့အချက်တွေရှိတယ်အဲ့ဒါကဘာလဲဆိုရင်တို့က break စီတွေကဟို break စီမှာတို့ကဒီအခြေခံအဖြစ်ပြောရင်ပေါ့အခုအများသုံးပေါ့လေbreak စီကရေနံကနေထုတ်ထားတဲ့ပစ္စည်းတော့မဟုတ်ဘူးဥပမာရေနံကထုတ်တဲ့ပစ္စည်းဆိုတာတို့ကဒီပင်ညဝိုင်းတို့ဂီယာဝိုင်းတို့အဲ့ဒါတွေကဒါရေနံကထုတ်တာဘရိတ်စီကတော့ရေနံကထုတ်ထားတဲ့ပစ္စည်းမဟုတ်ဘူးအဲ့တော့ဘရိတ်စီကိုအသုံးများဆုံးပေါ့အသုံးများဆုံးအနေနဲ့ပြောရင်အခြေခံထားတာ base ကတော့နှစ်မျိုးရှိတယ်ဆီလီကွန်ကိုအခြေခံတဲ့ဒီဘာလဲဆိုရင်ဘရိတ်စီနဲ့ဒီဟောပေါ့ဂလိုင်ကောပေါ့အဲ့တော့ဂလိုင်ကောကိုအခြေခံတဲ့ဘရိတ်စီဆိုပြီးတော့ဘရိတ်စီကအခြေခံအဖြစ်နှစ်မျိုးရှိတယ်အဲ့တော့ brace တွေကိုတို့ကဒီ standard တွေလောက်တဲ့အခါကျရင်ဒီ standard တွေကလည်းအများကြီးပေါ့နော်ဒီမှာ US standard ရှိတယ် SAE standard ရှိတယ် ISO standard ရှိတယ်ဒါပေမဲ့အများသုံးတာကတော့ US standard အကိုအများသုံးတာပေါ့လေအဲ့ကတော့တို့က dot number တွေနဲ့သွားတာအဲ့တော့တို့က brace ရဲ့အခြေခံမှာ base မှာနှစ်မျိုးရှိတယ် silicon base နဲ့ဒီဟောပေါ့glycol base ပေါ့နော်အဲ့တော့ glycol base နဲ့ဒီ silicon base မှာဆိုရင်ဒီ silicon base ကိုတိတ်ပြီးတော့သုံးတာနည်းတယ်အရင်တော့သုံးခဲ့တာပေါ့နော်အဲ့တော့ brace စီမှာဒီ silicon base ကဘာလဲဆိုရင်တို့တို့ကဘယ်လိုပြောရမလဲဆိုတော့ silicon base ကသူကဟိုပါပေါ့အရင်တော့ကားဟောင်းတွေမှာသုံးတယ်။နောက်အခုနောက်ပိုင်းမှာလည်းပြိုင်ကားတွေမှာသုံးတယ်။ဒီကောင်ကဘာဖြစ်လဲဆိုရင်ဒီကောင်ရဲ့ boiling point ညက်တယ်။ဟုတ် boiling point ညက်တယ်။နောက်တစ်ချက်ကသူကရေကိုသူ absorption လုပ်မထားဘူးပေါ့။ရေကိုစုပ်ယူထားခြင်းမရှိဘူးပေါ့။ရေကိုစုပ်ယူထားခြင်းမရှိဘူး။နောက်တစ်ခုကသူကဘာလဲဆိုရင် pressure မြင့်တယ်။ pressure မြင့်တယ်ရေကိုမစုပ်ထားဘူးနောက်တစ်ခုကboiling point မြင့်တယ်ပေါ့ဟုတ်ကဲ့ဒါပေမဲ့သူ့မှာအားနည်းတဲ့အချက်တွေကဘာလဲဆိုရင်တို့ကလေခိုသွားတယ်ပေါ့တို့ကဘာလဲဆိုရင် brake စီလိုက်မှာလေခိုသွားတယ်လေခိုသွားပြီဆိုရင်ဒီကောင်ကအဲလေကိုခြူထုတ်ဖို့ခက်တယ်နံပါတ်နောက်တစ်ချက်ကတော့သူကဘာလဲဆိုရင်သူကဒီ silicon base ကိုနောက်တစ်ချက်အားသာချက်ကဘာလဲဆိုတော့ဒီမှာ brake စီတွေမှာဆေးသားကိုစားတာပေါ့နော် brake စီတွေအောင်မှာကားပေါ်မှာဖိတ်ဆင်သွားရင်ဆေးသားကိုစားသွားတာရှိတယ်အဲ့တော့ဒီ silicon base ကတော့သူကဆေးသားကိုမစားဘူးဒါပေမဲ့သူ့ရဲ့အားနည်းချက်တွေထဲမှာကဘာဖြစ်လဲဆိုရင်သူကဒီ silicon base ကိုသုံးရင်သူကဒီပစ္စည်းစိတ်ပိုင်းတွေပေါ့ဥပမာအပေါ်ဆုံးဆိုရင်လည်းအကြီးထားတယ်နောက်တစ်ခုကတော့ brake ကို brake ချင်နေကိုနင်းလိုက်တာပေါ့လူက brake ချင်နေနင်းလိုက်ရင်နင်းလိုက်တဲ့ stroke ဆိုတာလေဟုတ်လူကမှထိုင်ကောင်မှထိုင်ပြီးတော့နင်းတယ်ဆိုရင်လူရဲ့နင်းနိုင်တဲ့ဒီခြေထောက်ရွေးရှားမှုကအတိုင်းတာ limit နဲ့ရှိတာဟုတ်ကဲ့အဲ့တော့ silicon base race ကိုတော့ရင်သူကအဲ့လို brake ကိုနင်းရတဲ့ stroke ကရှည်တယ်ရှည်တဲ့ခါကျတော့ကားပေါ်မှာဆင်ဖို့ကနည်းနည်းလေးအခက်အခဲဖြစ်တယ်
ဆိုတော့နောက်ပိုင်းမှာကြတော့အဲ့ဒီ silicone base brace ကိုတိတ်ပြီးတော့မသုံးမဲ့နဲ့ဒီ glycol base ကိုသုံးတာများတယ် ဟုတ်ကဲ့ဆရာ အဲ့တော့ glycol base ကဘာဖြစ်လဲဆိုရင်တို့ကဒီမှာဟာဆိုရင် glycol base ကသူက hygroscopic ဖြစ်တယ် hygroscopic ဆိုတာတို့က moisture ပေါ့အပြင်မှာရှိတဲ့ moisture ကိုသူကလွယ်လွယ်ကူကူနဲ့ဒါကိုစုပ်ယူနိုင်တယ်ဆိုလိုတာကတို့ကဥမာကွာတို့ကဥမာရောသွားတာပေါ့နော် moisture နဲ့ brace နဲ့ရောသွားတယ်ဆိုလိုချင်တာဒါဆိုရင် moisture ကိုရေကိုတီးတဲ့ brace ကိုတီးတဲ့ပြန်ခွဲထုတ်လို့မရဘူးပေါ့ဒါတော့ဥမာထားပါတော့တံမြာရေဖြော်လိုက်တယ်ရေထဲကိုတံမြာကအဆက်ကျသွားပြီးရောလိုက်ပြီဆိုရင်သူကအဲ့ဒါကိုရေကိုဟိုတတ်တံမြာရေကိုတံမြာသည်ရေကိုတတ်ပြန်ခွဲလို့မရတဲ့ပုံစံပေါ့အဲ့တော့သူကတော့ hygroscopic ဖြစ်တယ်နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုရင်စေးသားကိုစားတယ် စီတော့လေ ဟိုမှာကားပေါ်ကိုဖိတ်ဆင်သွားတယ်ဆိုရင်စေးသားကိုစားတယ်အဲ့ဒါကသူ့ရဲ့အားနည်းချက်ပေါ့လေနောက်တစ်ခုက boiling point နေboiling point ကဒီ silicone base တဲ့ဆိုင် boiling point ကနေ ဟော နေတော့ဘူတာကိုသိပ်ပြီးတော့မခံနိုင်ဘူးဒါပေမဲ့သူ့ရဲ့အားသာချက်တွေရှိတယ်သူကဘာလဲဆိုရင်ဒီဘာလဲဆိုရင် pressure ဖြစ်မှုကောင်းတော့သူကအဲ့ဒီကောင်ကိုသုံးရင်ဒီဥမာ brake မှာအပေါ်ဆုံးတို့ဘာလို့အစအပေါ်ဆုံးတွေကအကြီးတွေသုံးကြမလို့ site ကသေးသေးလေးနဲ့သုံးလို့ရတယ်နောက်တစ်ခုကဒီထက်မှာတော့ brake စိတ်ပိုင်းတွေဆိုတာကဒီ brake မှာစီးတွေရှိတယ် brake စီးတွေရှိတယ်နောက်တစ်ခါ brake စီးအဖုံးရှိတယ်အဲ့ဒီအဖုံးမှာအပေါက်ကလေးလေးပါတယ်သေးသေးလေးပါတယ် ဟုတ်ကဲ့ဆရာ အဲ့တော့ brake စိတ်ပိုင်းတွေလှုပ်နေတဲ့အခါမှာအဲ့ဒီနေရာတွေကနေပြီးတော့သူကလေခိုးလာတတ်တယ်လေတွေကခိုးပါဝင်လာတယ်အဲ့လေပါဝင်လာရင်အဲ့လေကိုခြုထုတ်တဲ့အခါမှာဒီကောင်ကပို့ပြီးတော့လွယ်ကူတယ်အကယ်၍ဥမာ silicone base ဆိုရင်သူလေပါသွားရင်လေကိုခြုထုတ်ဖို့အရင်ခက်ခဲသွားတယ်ဆိုတော့နောက်ပိုင်းမှာကျတော့ဒီဟာကို silicone base ကိုဒီကားမှာတိတ်သုံးတာမရှိတော့ဘဲနဲ့ဒီ glycol base ကိုသုံးတယ် ဟုတ်ကဲ့ပါဆရာဟုတ်